ဗီဒီယိုထဲမှာမြင်ရတဲ့အတိုင်းလမ်းကတော့တကယ့်ကိုကန်ဆိုးမိုးမောင်ကြစရာပါရွှန်ထဲမှာတစ်လုံးအပြည့်တင်ထားတဲ့အစိမ်းရောင်ကားကြီးတစ်စီးကိုကျွမ်းကျင်စွာမောင်းနေတဲ့လူငယ်လေးတစ်ယောက်ရှိပါတယ်သူကတော့ကျွန်တော်တို့ရဲ့ဇက်လိုက်ကျော်ဂျွန်ပါပဲဇက်ကောင်စရိုက်ဂျွန်ဟာစီးရဲတဲ့မိသားစုကပေါက်ဖွာလာသူဖြစ်ပြီးကျောင်းပညာကိုဆုံးခန်းတိုင်အောင်မတင်ခဲ့ရပါဘူးပညာမတတ်တော့လူရမဝင်ဘူးလို့အချို့ကကဲ့ရဲ့ကြပေမဲ့ဂျွန်ကတော့သူ့ရဲ့လက်မောင်းအားနဲ့လှုပ်အားကိုပဲယုံကြည်သူပါသူပိုင်ဆိုင်တာဆိုလို့10နှစ်ကျော်တက်တန်းရှိပြီဖြစ်တဲ့အိုဟောင်းနေတဲ့ကားအိုးကြီးတစ်စီးပဲရှိပါတယ်ဒါပေမဲ့အဲ့ဒီကားအိုးကြီးကသူ့အတွက်တော့ထမင်းရှင်ဖြစ်တယ်လို့အရင်ကြီးဆုံးတငယ်ချင်းလည်းဖြစ်နေတယ်ဗီဒီယိုထဲမှာမြင်ရတဲ့အတိုင်းလမ်းကတော့တကယ့်ကိုကန်ဆိုးမိုးမောင်ကြစရာပါရွှန်နုံနေထူတက်ပြီးကြောက်ကမ်းပါဘေးတင်နေလေးမောင်းရတဲ့ဒီခီးဟာစက္ကန့်မလက်အသက်နဲ့ရင်းရတဲ့အလုပ်ပါလူတွေကဂျွန်ကိုရီးစားမရှိဘူးလားလို့မေးလို့ရှိပါတယ်ဂျွန်ကတော့ပြုံးယုံပဲပြုံးပြတတ်ပါတယ်ကိုဘွားကဒီကားအိုးကြီးပေါ်မှာပဲကုံဆုံးနေတာဘယ်မင်းကလေးကလိုက်ခဲ့မှလဲဆိုတဲ့အတွေးကသူ့ကိုအထီးကျန်စေပေမဲ့သူမဆုံးမနဲ့စူးစမ်းနေစေပါခက်ခဲကျန်းတဲ့လမ်းကိုကြော်ဖြတ်ပြီးတဲ့နောက်မှာတော့ဂျွန်ဟာကားပြီးမှရက်ပြီးကင်မရာကိုကြည့်ကပြုံးပြလိုက်ခီးကတော့တေမင်းတမျှကြမ်းတမ်းလာပါတယ်ဒီလမ်းမှာ